ဟုတ်ကဲ့ဆရာဟယ်လိုရှိပါတယ်ဆရာအော်ဒီကိုလည်းပြန်ပြောပါပြောပါလိုင်းကနေလို့ပါဆရာ ကဲတော့ဒီနေ့ပါပြောပါဒီလိုခြေလွန်နဲ့ပတ်သက်လို့တင်ကြားတင်တော့ကခြေလွန်ကိုတင်သွင်းရမယ်ဆိုတာအမိုက်ဘလောက်နီးဘလောက်没事，你这个你这个ဟုတ်တယ်မရှိ 你这个要你အဲ့ဒီမှာအမိုက်ရှိနီးတော့ပါပြောတယ်အမိုက်ရှိနီးတော့ဝိလေကြောင့်မကြီးရသေဝေရန်ဆောင်မကြီးရညစ်ပဲဆိုရင်တိတိကျကျညင်းဟုတ်ပလားသေဝေရန်ဆောင်မကြီးရဝိလေကြောင့်မကြီးရညင်းပဲဆိုရင်တိတိကျကျညင်းလို့အမရှိညီတော့အမရှိညီလေးမှာတိတိကျကျညင်းရှင်ဝိညာဉ်ကြောင့်မကြီးရအဲ့ဒီလိုခြေလွန်မှာတိတိကျကျမကြီးရင်အမရှိညီငါအညာဝိခံတယ်လို့မိတ်နေအမရှိညီငါအညာဝိခံတယ်လို့မိတ်နေအဲ့ကလေးလေ ရှိပါတယ်ဆရာ 对吧，姐？ပြပါပြပါတယ်အောက်ကြည့်ဘူးစာသေးရတာ ရှိပါတယ် ဘာမှပြန်မပြောရင်အားမရှိတော့နော်အဲ့တော့ ဟုတ်ကဲ့ပါ ပြန်ပြောမယ်ကျန်တဲ့လူလူလိုက်ပြောဖို့ခုံးတစ်ပတ်တောင်းပါမယ်ဟုံးပြီးချက်ပေးမယ်အများကြီးမဟုတ်ဘူး၄ယောက်လောက်ကဲခုံးတစ်ပတ်ရင်ပေးပါဟဲ့ဟယ်လို41ပါစေရ41ကဘယ်သူလဲ သူစားပါစေရ သူသာနောက်တစ်ယောက်မြင်လေးစာသင်ရအောင် ကိုနံပါတ်5ပါဆရာ ငါဘယ်သူလဲ သောဝင်းလိုက်ပါဆရာ ကိုစောဝင်းနဲ့နေတိုင်းပြေတယ်ကောင်းတယ်နောက်တစ်ယောက်တော့ပေးပါဦးဟေး35ဆရာ35 35ဘယ်သူပါလဲ အောင်စင်ခန့်ဆရာ အောင်ဒီခန့်ကဲနောက်တစ်ယောက်တော့လွတ်ပါဦးမိန်းကလေးတွေကပြောပါဦးဟဲ့ကဲမရှိအဲ့3ယောက်ပဲဖြေနော်အဲ့3ယောက်ပဲဖြေနောက်တော့ဘယ်လိုလုပ်တင်ဘယ်လိုအဲ့လိုဘာသာမကြားရရင်ဆရာစာသင်လို့မရဆရာသူညညမသင်လို့ရကလေးတွေသမင်းမစားသေးဘူးဖြေကဲဒါပြီးရှိလာလေဖြေကြတာပေါ့ပါကဲကျော်သူသားရဲ့ ဟုတ်ကဲ့ပါစေရ လက်တကအဲ့ဒီပုံကဆက်ခေါ်လာဘာပြောရလဲ တာပြည့်ဖြစ်စေနှုတ်ဖြစ်စေဝန်ခံခြင်းကိုဝန်ခံခြင်းလို့ခေါ်ပါတယ်စေရ ဟုတ်တယ်ဆက်ချစ်တော့ ဆက်ရှိကကြတော့ကိုယ်စလဲရပြီးတော့ဝန်ခံတာပါစေရဟုတ်
ကိုယ်စလဲကဝင်လာသည်လွဲညဉ့်ကြောင်းရဲ့ဝင်ခံခြင်းနဲ့အတူတူပဲငါးချက်ကဘာပြောလဲ တက်တည်ပြရန်မလိုတဲ့အချက်ပါဆရာ အောင်းမလို့လားတော့တစ်ဘက်ကဝင်ခံကြီးကျန်တစ်ဘက်က ကျန် သက်သေပြဝင်မလို့တော့ဘာသူသာโอเคကိုယ်ဆုံးဝင်နိုင် ဟုတ်ကဲ့ရှိပါတယ်ဆရာ ကြောက်ပြတော့ဝင်ခံခြင်းမှာဘယ်နှမျိုးရှိတယ် နှစ်မျိုးရှိပါတယ်ဆရာ တစ်မျိုးကဘာလဲ အစိုးခြေပေါ်ဝန်ခံခြင်းရယ်အခြားနည်းဖြင့်ဝန်ခံခြင်းရယ်ပါဆရာ ဆိုကြမှာဝင်ခံတာဘယ်နှခုရှိလဲ နှစ်မျိုးရှိပါတယ်ဆရာအတိလင်းဝန်ခံတာနဲ့သဘောတယောက်တဲ့ဝန်ခံခြင်းမျိုးတွေရှိပါတယ်ဆရာ ဟုတ်ပြီကိုစောဝင်နိုင်ကောင်းတယ်ကိုယ်စင်ခံရ ဟုတ်ကဲ့ တော့ပါ ဆရာဟုတ်ကဲ့ဆရာ ကိုယ်စင်ခံရအခြားနည်းနဲ့ဝင်ခံတာဘယ်နှခုရှိလဲ အခြားနည်းနဲ့ဝန်ခံတာ9ခုရှိပါတယ်ဆရာ ငါးခုရှိတယ်ပထမတစ်ခုပြော ပထမတစ်ခုကဒီအမိတ်30နီးတဲ့အရာဒီအမှုမစစ်ဆေးမီနှစ်ဖက်အမှုတဲ့တွေကိုတရားရုံးကစစ်ဆေးပြီးတော့ဝန်ခံတာပါဆရာ လုံးဝမှန်တယ်လုံးဝမှန်တယ်ဘာလို့လဲပြောပြပါဦးဗျာ နောက်ထပ်တစ်ခုကဆရာအမိတ်17နီးတဲ့အရာဒီမေခွန်းတွေကိုမေးမြန်းပြီးတော့မေခွန်းနဲ့မေးမြန်းတဲ့အခါမှာအမိတ်17နီး8အရာကြမ်းကျင်ပြီးတော့ဖြေရပါတယ်ဆရာ အဲ့ဒါလေဝင်ခံတာပဲ ဝန်ခံတာပါဟုတ်ဆရာ လေတော့သူသားရေတော့သူသားရေ ဟုတ်ကဲ့ပါဆရာဟုတ် အခြားနေဝင်ခံခြင်းတတိယတစ်ခုကဘာလဲလို့ အကြောင်းကြားစာပို့တာပါဆရာဟုတ်အမိတ်စနစ်နီးလေးအရအမိတ်စနစ်နီးလေးအရ အမေစနေနေပေးရအကြောင်းပြတာပို့ပြီးတော့ဝေခံတာဝေမခံဘူးလားလို့မင်းလို့ရအဲ့လိုမင်းလို့ဝေခံရင်အမေစနေ အမိတ်စနစ်နီးရှောင်းအရဝန်ခံဒီဂရီတောက် ဝေခံ ဝန် ရင် ခံဒီဂရီရှာနိုင်ပါတယ်ဆရာဟုတ် consent degree လို့ခေါ်တယ်ဝေခံဒီဂရီကို consent degree လို့ ဒီဂရီ ခေါ်တယ်ဟုတ်တယ်ကတော့သူလိုက်ဂျာလေးကိုပြောပါဦးလို့ တော့သူလာရဲ့ပြောက်သွားတယ်ရပါတယ်ကြားလား ရပါတယ်ဆရာ ဟုတ်တယ်ဆရာ အသားပြောက်သွားပြန်ပြီဂျီယာလေးကိုပြောပါဦးတော့သူလာရဲ့ ဟယ်လိုဟုတ်ကဲ့ကြားပြီလားဆရာဟုတ် ကြားပြီကြားပြီကြားပြီ အော်ဟုတ်ကဲ့အမိတ်ဆက်လေးနီး3ရဟိုအငင်းချက်ကိုဘယ်လိုထုတ်လဲဆိုတာအဲ့ဒါကိုထုတ်တာပါဆရာဟုတ် မဟုတ်အမေဆက်လေညီသုံးရ ပြီးတော့ အပြန်လာပေးတာပေါ်မှာ ပြီးသားလေး ဝေဒနာဖြစ်နိုင်တယ်နောက်ပြီးတော့အစိုးခြေတို့မှာဝေဒနာဖြစ်နိုင်တယ်နော်အဲ့ဒီမှာဝေဒနာချက်နောက်ဆုံးတော့အမိတ်ဆက်လေညီသုံးကကြီးအမိတ်ဆက်လေညီသုံးကကြီးအဲ့ဒီကကြီးမှာငါပြောတယ်အမှုတွေများ ရုပ်ရှင်ကိုရောက်နေတဲ့အမှုတွေများကိုယ်စားလှယ်များရှင်းနေများအပြည့်နဲ့ပြောတဲ့စကားတွေကိုမှန်တယ်လို့ကောင်းယူနိုင်တယ်ဝန်ခံတယ်လို့သတ်မှတ်တယ်ဟုတ်ပြီလားအဲ့တော့ ဟုတ်ကဲ့ ဟု ပါ တ်ကဲ့ပါဆရာ ကိုစောဝင်လိုက်ရင်ဒါလည်းတစ်ချက်ပြောပြပါဗျာချင်းလွာဘယ်ဥပဒေနဲ့ကြေရတော့ မိတ်ရှင်းနီးတစ်ပါဆရာ အဲ့တော့သင်တဲ့ကမှာချင်းလွာမှာဘယ်လိုညရလဲ
တိတိကျကျညင်ရပါတယ်ဆရာအမိန့်ရှင်းနီးသုံးနဲ့ဆရာ ညီသုံးညီလေးရဝိလေဂျုံဘမငင်းရစေဝေရန်ရှောင်းမငင်းရ မငင်းရပါဗျာ ဟုတ်လားအဲ့လိုဝိလေဂျုံဘစေဝေရန်ရှောင်းငင်းရင်ဝိခံတယ်လို့မယူရကြောင်းဘယ်ပုဂ္ဂိုလ်ပြောတယ် အမိန့်ရှင်းနီးငါမှာပြောထားပါတယ်ဆရာ ဟုတ်တယ်အဲ့ဒီမရှိမင်းသားဒီကြီးမတော့တက်ရနော်အဲ့တော့အဲ့ဒါလေးကို ဟုတ် ဒီလိုမှတ်လိုက်မှတ်ပြီးဒီဘက်မှာသင်မယ်ဦးရေဦးဝါရေဦးရေဦးခင်ရှိတော့ကဲတော့တင်ရတာအစ်ကြည့်ရအောင်ကြားရလားရေ ရပါတယ်ဆရာ ရပါတယ်ဆရာ ကဲတေချာကြည့်တေချာကြည့်ဒါမြေခွက်ကြီးတစ်ခွက်ဒါရပါလိမ့်မယ် ဒီတစ်ခွက်ကြီးတစ်ခွက်ပါဆရာ ဟုတ်ပါဗျာ မြေခွက်ကြီးတစ်ခွက်အဲ့ဒီမြေခွက်ကဦးပြွားဒီပေါက်တယ်အမီပေါက်တယ်လို့လားဘာဖြစ်ကြလဲ ပိုင်းတော့ပါ အဲ့ဒီမြေခွက်ကို ပိုင်းတာ ဆိုရကမြေသားကလေးချပေးတယ်နေတိုင်းခွင့်အိမ်ဆောက်ခွင့်ပါမေးချပေးတယ်အဲ့လိုချပေးတဲ့ကမှာဦးဖြူနာမည်နဲ့ချပေးတယ်အဲ့ဒါဦးဖြူအမည်ပေါက်တယ်လို့ခေါ်တယ်ဒါပြီးရင်ဒီပြည်ကြီးကဦးဖြူအမည်ပေါက်ရင်ပိုင်ရှင်ဘယ်လိုလဲ ဦးဖြူပါဆရာ ပိုင်ရှင်ဘယ်လိုလဲ ဒီပါဆရာ ဦးဖြူအဲ့ဒီမြေကြီးကဘယ်သူလက်ဝဲမှာရှိတယ် ဦးဖြူလက်ဝင်မှာရှိပါတယ်ဆရာ လက်ဝဲမှာရှိတယ်အချက်သုံးချက်ဒီမြက်ကြီးကဘယ်သူမြည်ပေါ့လဲ ဦးဖြူမြည်ပါပါဆရာ မိပါပါဆရာ အားလုံးပြောပါ ဦးဖြူမိပါပါဆရာ ဦးဖြူမြည်ပါပါဆရာ ဦးဖြူမြည်ပေါ့တယ်ဘယ်သူပိုင်လဲ ဦးဖြူပါ ဦးဖြူပိုင်ပါတယ်ဆရာ ဦးဖြူပိုင်တယ်ဘယ်သူလက်ဝဲမှာရှိတယ် ဦးဖြူလက်ဝင်မှာရှိပါတယ်ဆရာ ဟုတ်ပြီအဲ့တော့ဒီနေ့တော့ရဆရာကိုပြောပြပါပိုင်နာတဲ့လက်ဝဲရှိတာနဲ့အားကွာတယ်ပိုင်နာတဲ့လက်ဝဲရှိတာအားကွာတယ် အိမ်ကလက်ဝဲရှိတာပါဆရာ ပေါ်တာ ပိုင် နဲ့ ပါဆရာ ဒီမှာအမှန်တကယ်ဖြစ်နေတာနဲ့ကွာပါလေဆရာ လက်ဝဲရှိတယ်ဆိုတာ imposition တော့မိမိစီမံကံဝဲလို့ရတယ်အဲ့ဒါမိမိလက်ဝဲမှာရှိတယ်လို့ခေါ်တယ်ပိုင်ရှင်ဆိုတာတော့ဒီမြေကြီးကိုရောက်လို့ရတယ်ပေါင်လို့ရတယ်လွှဲပြောင်းလို့ရတယ်ပိုင်ရှင်မို့လို့
သူများကိုရောင်းလို့လည်းရတယ်ပေါင်လို့လည်းရတယ်ပေးလို့လည်းရတယ်စွလို့လို့လည်းရနားလည်လားမသိ ဒါလည်းပါလေ ဆရာ ပြန်ပြောမယ်ကလေးတွေလိုက်ပြောပါဒီကဘာကြီးလဲ မြေခွက်ကြီးပါ မြေခွက်ရှိ မြေ ပါ ခွက်ကြီးအဲ့ဒီမြေခွက်ကဘသူနာမည်ပေါက်တယ် ဥဖြူအမေပေါက်ပါတယ်ဆရာ ဟုတ်တယ် ဥပြုနာမည်ပေါက်တယ်နာမည်ပေါက်တယ်တော့ဥပြုနာမည်နဲ့မြေချပါပြီးမြေငါကလာအဲ့ဒါအားလုံးဒီဥပြုနာမည်နဲ့ပေါက်နေတာဟုတ်ပြီနော်နော်ဒီဒီဝါကိုမသူပိုင်တော့ ဥဖြူပိုင်ပါတယ် ပိုင် ဟုတ်ပါတယ် ဥပြုပဲပိုင်တယ်ဥပြုအမီပေါက်တယ်ဥပြုပိုင်တယ်ဥပြုလက်ဝဲရှိတယ် ရှိတယ် နားလည်လားမသိ နားလည်ပါတယ်ဆ ဒါ ရာ လည်းပါလေဆရာ အခုတစ်မျိုးပြောင်းတော့တယ်ဦးဒီယာဒီဒီဝဲကြီးကိုဦးယူရှိယာဝယ်လိုက်တယ်ဘယ်သူကကြောင်းလဲ ဥဖြူကရောင်းတာပါဆရာ ဘယ်သူဝယ်လဲ ဥနီကဝယ်လိုက် ဦး တာ နေဝယ်တာပဲ ဦးဒီယာဝယ်လိုက်တယ်အဲ့တော့ဒီနားလည်လား နားလည်ပါတယ် အားလုံးပြောပါ နားလည်ပါတယ်ဆရာ ဘယ်လိုဒီပေါ့လဲ ဥဖြူအမေက ဘယ်သူပိုင်လဲ ဥဖြူပိုင်ပါတယ် ဘယ်သူလက် ဦး ဝဲ နေပိုင်ပါ ဥဖြူလက်ဝဲမှာရှိပါတယ် တော့ရှိတယ် ဦးပြူလက်ဝဲ လက်ဝဲ ရှိ မှာရှိပါတယ် အခုအဲ့ဒီမြေကြီးကိုဦးပြူကြီးကဘယ်သူကဝယ်လဲ ဥနီကဝယ် ဒါ လိုက် လည်းပါလေ ဦးတရားဝယ်လိုက်တယ်ဒါဆိုရင်ပန်ချင်ကဘယ်သူလဲ ဥနီပါဆရာဥနီပါဆရာ ဘယ်သူလက်ဝဲရှိလဲ ဦးနီလည်း ဥ ဝယ် နီ ရ လက် ဝ ဝဲ ယ် မှာရှိပါတယ် ဘယ်သူအမီပေါက်နေလဲ ဥဖြူအမေပေါက်ပါဆရာဥဖြူအမေပေါက်ပါဆရာ ဖြူပြီးပေါ့ဆရာ အဲ့ဒါမပြောပါလေဦးလေရောင်းတော့ရောင်းလိုက်တယ်နော်မြေခွက်ကိုလည်းဦးကြီးကိုပေးလိုက်တဲ့အတွက်ဦးတရားဝယ်တယ်ဒါဒီမြေခွက်ကြီးရဲ့ပိုင်ရှင်ကဘယ်သူဖြစ်သွားလဲ ဦးနေဖြစ်သွားပါတ ဥ ယ် နီဖြစ်သွားပါတယ် ဦးကြီးဖြစ်သွားတယ်ဘယ်သူလက်ဝဲမှာရှိတယ် ဦးနေ ဥ လက် နီ ဝဲ လက်ဝဲ မှာ မှာ ရှိ ရှိ ပါ ပါ တ တယ် ယ် ဦးကြီးလက်ဝဲမှာရှိတယ်ဘယ်သူနာမည်ပေါက်လဲ ဦးဖြူ ဥဖြူအမေပေါက်ပါဆရာဥဖြူအမေပေါက်ပါဆရာ ဟုတ်တယ်နားလည်လားမသိ နားလည်ပါတယ် နားလဲပါတယ် နားလည်နော် ကဲပါ အေးနောက်တစ်ဆင့်နော်ဦးညိုဘောဘောဦးညိုကျေလာဦးဒီဘဘကဦးညိုဦးညိုနဲ့ဦးညိုတော့တောင်ခဏမေးလိုက်တော့တောင်မကြည့်တဲ့တော့ဦးညိုနဲ့ဦးညိုနဲ့ကခင်မင်းရင်းနေတယ်ဒါကြောင့်မလို့ဦးညိုကနောက်ဒီမြေမှာနေတိုင်းခွင့်ပေးပါလို့ပြောတယ်အခမဲ့နေတိုင်းခွင့်ပေးပါလို့ဘယ်သူကပြောလဲ ဦး ဦး နေ ညို ဥဖြူကပြောပါတယ်ဆရာ ဦးညိုကပြောတယ်ဒါပြီးဒီမြေခွင့်နဲ့ပိုင်ရှင်ရဘယ်သူလဲ ဥဖြူပါဆရာ ပါဆရာ ဦးဖြူဘယ်သူလက်ဝဲမှာရှိလဲ ဦးဖြူလက်ဝဲမှာ ဦးဖြူလည်းဝယ်ရှိတယ် မောင်ဘူး ဦးညိုပြောရမယ်ဆရာဦးညို ဥညိုလက်ဝဲမှာ ပြော ရှိ မယ်နင်မျိုးပြောတော့
ဒီမြေမှာဥညိုရှိနေတယ်ဒါပြည့်မြေခွန်းကဘယ်သူလောက်ဝယ်ရှိလဲ ညို့ ဥ လက်ဝဲ ညိုလက်ဝဲမှာရှိပါတယ်ဥညိုလက်ဝဲရှိ တယ်ပိုင်ရှင်တော့ဘယ်သူလဲ ဥဖြူပါဆရာဥဖြူပါဆရာ ဘယ်သူမြေပေါက်တော့ ဥဖြူအမိပေါက်ပါ ပါပါတယ်ဗျာ ကဲဂျာကိုရှေ့ကိုဆက်မသွားသေးဘူးဒီမှာနေနားလည်အောင်ပြောမယ်ဒီမှာအရေးကြီးတာတွေလာတော့မယ်ဒီသင်္ကန်းသာကနေပြီးတော့မြေခွဲဝယ်တဲ့အခါမှာအဲ့ဒီမြေပေါ်မှာကောင်းတဲ့နေတဲ့လူရှိနေရင်ဥပ္ပယမဝယ်နဲ့ပြန်ပြောမယ်ဒီမြေခွဲကြီးရဲ့ပိုင်ရှင်ကဘယ်လိုလဲ ဥဖြူပါဆရာ ဟုတ်ပါဆရာ အဲ့တော့ကျဲကျဲလေး ဥဖြူပါဆရာ ပြပါဗျာ ဘယ်သူလုံးဝရှိလဲ ဥဖြူလက်ဝဲမှာရှိပါတယ် ဘယ်သူမြေပေါက်လဲ ဥဖြူမိပါ ပြုတ်နေပါတယ် ဒီနားလည်းလား နားလဲပါတယ် အားလည်းပါဆ ဒါ ရာ လည်းဦးလူကြီးကဒီမြေခွဲကြီးကိုဦးနီကဝယ်လိုက်တယ်ဦးနီကဝယ်လိုက်တယ်မြေခွဲကြီးရဘာလို့လောက်ဝယ်မှာရှိ ဥနီလက်ဝဲမှာ ဥနီလက်ဝဲ လက်ဝဲမှာရှိတယ် ဟဲ့အားလုံးပြောပါအတန်တိုးတယ် ဥနီလက်ဝဲမှာရှိတ ဟု ယ် တ် ဗျာ တော့ရှိတယ်ဆရာ အမရဘူးမြေခွဲကဘာလို့လောက်ဝယ်ရှိ ဥနီလက်ဝဲမှာရှိပါတယ်ဆရာ လက်ဝဲမှာရှိတယ် မြေဝယ်ရှိတယ်ဘယ်လိုလောက်ဝယ်ရှိလဲ ဥနီ ဥနီ လက်ဝဲ လက်ဝဲ မှာ မှာရှိပါတယ် ပိုင်ရှင်ဘယ်လိုလဲ ဥဖြူ ဥလီပါ ဥ ဟိုးနေပါဆရာ ဥဖြူဝဲသွားတယ် ဥနီ ဦးနီကဝယ်လိုက်ပြီလေ ဟုတ်ဟုတ် အစပြန်သွားမယ်အစပြန်သွားမယ်အလုံးပြောပါရင်းညွှန်ကြည့်ရဘယ်သူမြေပေါက်လဲ ဥဖြူ ဥဖြူမိပေါက်ပါဆရာ ဘယ်သူပိုင်ရှင်လဲ ဥဖြူပိုင်ရှင်မှာ ပါ ဘယ်သူလုံးဝမှရှိလဲ ဥဖြူလက်ဝဲ လက်ဝဲ မှာ မှာရှိပါတယ် ဟာအစဒုတိယအဆင့်အဲ့ဒီမြေဝဲကြီးကိုဦးနီကဝယ်လိုက်တယ်ဝယ်လိုက်ရင်မြေဝဲကြီးကဘယ်သူပန်သွားလဲ ဥနီပိုင်သွားပါ ဥ တယ် နီပိုင်ပါတယ် ပန်သွားတယ်ဘယ်သူလုံးဝမှရှိလဲ ဥနီလက်ဝဲမှာရှိပါတယ် ဒီလိုဝယ်မှာရှိတယ်ဒါပေမဲ့ဒီဒီဝယ်ကြီးကဘသူနာမည်ပေါ့လို့ ဥဖြူအမိပါပါတ ဒီ ယ် ပါပါတယ် နေပါနေ အဲ့ ပါ ဒီမှာအခုလိုက်ရေးပါအားလုံးလိုက်ရေးပါအားရမယ်ဆိုတော့ဥဖြူအမီပေါက်ဒီရေးပါဥဖြူအမီပေါက်ဒီဘယ်သူပိုင်လဲ ဥဖြူပိုင်ပါ ဟိုး တယ် နေဟိုးနေပိုင် ဖြူပိုင်ဒီဘယ်သူလက်ဝဲမှာရှိလဲ ဖြူလက်ဝဲမှာရှိတာ ဥဖြူလက်ဝဲမှာရှိတယ်ဥဖြူလက်ဝဲရှိသည်ရတာပြီးဆရာကလေးလေးဒေါက်တူလာရဲ့ ဟုတ်ကဲ့ပါဆရာ ဒေါက်တူလာသွတ်ပေးပြီလား ဟုတ်ကဲ့ပါဆရာရှိပါတယ်ဆရာ အေးဘယ်သူနာမည်ပေါက်လဲ ဦးဖြူနာမည်ပေါက်ပါဆရာ ဘယ်သူပိုင်ရှင်လဲ ဦးဖြူပိုင်ရှင်ပါဆရာ ဘယ်သူလက်ဝဲရှိလဲ ဦးဖြူလက်ဝဲပါရှိရပါဆရာ အဲ့တော့လက်ဝဲရှိတာနဲ့အမည်ပေါက်တာနဲ့ပိုင်ရှင်နဲ့သုံးချက်တူသလား တူပါတယ် တူပါတယ်ဆရာ ဒီပါဦး မ ဆရာ တူဘူးလက်ဝဲရှိတယ်ဆိုတာကိုယ့်ရဲ့
လက်ထဲမှာရှိတာပိုင်တယ်ဆိုတာကိုရောင်းချပေါင်းနှံပေးကမ်းခွင့်ရှိတာအမည်ပေါက်တယ်ဆိုတာပါမစ်တို့မြင်သားကဏ္ဍတို့မှာအမည်ပေါက်တာတရားပြီနော်အဲ့တော့ဒီနေ့ကိုအောက်ကနည်းနည်းလေးချဲပြီးတော့ဒုတိယအဆင့်မြေခွက်ကိုဦးဒီကဝယ်သည်ရေးလိုက်မြေခွက်ကိုဦးဒီကဝယ်သည်ပြီးလား ပြီးတော့လေ ဝယ်ရင်မြေခွက်ကဘသူလက်ဝယ်ရောက်သွားတယ် ဦးနီလက်ဝဲ လက်ဝဲရောက်ပါပါ ဦးနီလက်ဝယ်ရှိသည် ဘယ်သူပိုင်လဲ ဦးနီ ဦး ပို နီ င် ပဲ ဒီပိုင်းမှာ ဦးနီပိုင်သည်ဦးနီကဝင်လိုက်တဲ့အတွက်ဦးနီရဲ့လက်ဝယ်ရှိသည်ဦးနီပိုင်သည် ပိုင်း ဒါပေမဲ့ဘယ်လိုနာမည်ပေါက်နေတော့ ဥပြူအမည်ပေါက်ပါ နာ တယ် မည်ပေါက်နေတာဆရာ ဖြူနာမည်ပေါ့လေခင်ဗျာ ညီပေါက်တယ်ဒါပြင်ဒီနေရာမှာအောက်နာကနေရေးထားပါမှတ်ထားပါမြေကွက်